မိမတချင်းတော့အမဲလိုက်ကဟိုဘိုက်ကိုတေချာနားထောင်ကြည့် ဘယ်ဘိုက် မာယာတွေနာကျင်မစဲအနိုင်ရေမွေးခံအဲ့မာတွေကိုတော်တော်မိမဆန်းနေပြီနော် မာယာတွေနာကျင်မစေ မာယာတွေနာကျင်မစဲအနိုင်ရေမွေးခံ ဘယ်နေရာမှာမိမပါတော့ အဲ့မာတွေကိုမိမတော်တော်ဆန်းနေပြီ မာယာတွေနာကျင်မစေခံနိုင်ရင်မွေးတာဘာမှပါလို့မပါသေး မာယာတွေနာကျင်မစဲအနိုင်ရေမွေးခံပြီးမှသူခံစားရတဲ့ဒုက္ခတွေတောင်ရှင်းပြသွားသေး ဘယ်လိုပြောတော့ မာယာတွေနာကျင်မစဲခံနိုင်ရင်မွေးတာပြီးမှဒီဒုက္ခတွေခံစားအေးစာလေ မာယာတွေနာကျင်မစေခံနိုင်မွေးတာပြီးမှဒီဒုက္ခတွေခံစားဟာမဟုတ်ဘူးလားမပါဘူးတော့ရော အော်မင်းကလည်းအကုန်သိတဲ့လူကြီးပဲမင်းတယောက်ပဲမသိတာ ဘယ်နေရာမှာပါ နည်းနည်း မာယာတွေနာကျင်မစဲခံနိုင်ရင်မွေးတာပြီးမှဒီဒုက္ခတွေခံစားအေးစာလေ အဲ့ဒါငါမရှင်းတာ အေးလေ အောက်ကလည်းရီးနေဘယ်မှမိမတချင်းလဲဘာမှလည်းမဆိုင်ဘူးအတိတ်ပဲလေ လာပြန်ပြီနောက်တစ်ယောက်ကွာဘယ်ရွာသားလဲဟာလာပြန်ပြီ ဟိုလုံးဆိုင်မှာတေချာလုံးပြ တေချာဆိုပဲလေကွာမင်း တေချာ အဲ့လေအဲ့ဒါကြောင့်မလို့ တေချာလုံးပြ မာယာတွေနာကျင်မစဲခံနိုင်ရင်မွေးတာပြီးမှဒီဒုက္ခတွေခံစားအေးစာလေ မာယာတွေနာကျင်မစေခန္ဓာရင်မွေးထားပြီးမှဒီဒုက္ခတွေခံစားအော်ဘိုက်ကြီးတဲ့တခြင်းလား ဟာတဲ့အဲ့